မင်္ဂလာပါရှင်ညီမကတော့ travel patient ရဲ့ Bangkok တာဝန်ခံဒေါက်တာလီဒီယာပဲဖြစ်ပါတယ်ညီမအခုရောက်ရှိနေတာကတော့ဝိထာနီစေယုံကြီးပါဒီဝိထာနီစေယုံကြီးอ่ะဆိုလို့ရှိရင် Bangkok Mall ကနေပြီးတော့မှ10 minute walking distance ပဲရှိပါတယ်ရှင်ဝိထာနီစေယုံမှာဘလို့ facilities တွေနဲ့ services တွေရနိုင်လဲဆိုတာကိုညီမနဲ့တူတူလိုက်ကြည့်လိုက်ရအောင်ဝိထာနီစေယုံကြီးအားဆိုရင် King of Bone လို့တင်စားခေါ်ဝေါ်ရလောက်တဲ့အထိအယိုးအကျော်အစစ်ဆိုင်ရာပြန်လည်တန်ဆွမ်းရေးဆိုင်ရာကုသခြင်းတွေမှာနောက်ဆုံးပေါ်ခင်မီစက်ကရိယာတွေကိုအသုံးပြုပြီးတော့မှ advanced technology များနဲ့ patient များကိုအကောင်းဆုံး treatment များပေးနေရပဲဖြစ်ပါတယ်။နောက်ဆုံးပေါ်စက်ရုံနည်းပညာအသုံးပြုပြန်လည်တန်ဆွမ်းရေးဌာနကိုလည်းအခုလိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်။1999ခုနှစ်မှာစလို့ယခုချိန်ထိစုတစိမ်များစွာရရှိထားတဲ့စေယုံကြီးတရုံပါဒါကတော့ဝိထာနီစေယုံကြီးရဲ့ standard room ဖြစ်ပါတယ်ရှင်အခုလိုတန်ရှင်းကျယ်ဝန်းလာတဲ့အခန်းတွေမှာစိတ်အေးချမ်းသာစွာနဲ့စိတ်ကူးတမှုခံယူနိုင်မှာပဲဖြစ်ပါတယ်မင်္ဂလာပါအကိုဝိထာနီစေယုံမှာဆိုလို့ရှင်ပေါ့နော် international patient တွေအတွက်ဘယ်လို department တွေကနာမည်အကြီးဆုံးဖြစ်မလဲဒီမှာကတော့ကိုရကျတော့ဒီ King of Bone ပေါ့နော်အဓိကဒီအယုံနဲ့ပတ်သက်တာတော့အဓိက specialize ထားတယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာဒီတချို့မြန်မာလူနာတွေလာကြတာဆိုရင်ကျွန်တော်တို့မှာဆိုရင်ဒီနှလုံးနဲ့ပတ်သက်တဲ့ခွဲစိတ်တာတွေပေါ့နော်ပြီးနောက်တစ်ခါကျတော့ဒီအစာအိမ်ဦးလန်းကြောင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေပြီးနောက်တစ်ခါဒီအမျိုးသမီးယောဂပေါ့အမျိုးသမီးဆိုရင်အခုဒီမှာဆိုရင်ဒီ woman health center နဲ့ breast center ဆိုပြီးတော့တက်ကိုခွဲထားပေးတာဘာလို့ဆိုတော့တချို့ကကျတော့ဒီရင်သားနဲ့ပတ်သက်ပြီးတော့တည်တံ့လာပြီးတော့ emphasize လုပ်တာရှိရပေါ့နော်ပြီးနောက်တစ်ခါကျတော့လည်းမြန်မာမျိုးသမီးတွေကဒီ check တွေစစ်ပြီးသွားပြီဆိုရင်တို့ဒီ breast နဲ့ပတ်သက်တဲ့အချိန်မှာဆိုရင် abnormal တွေ့တာများလာကြတယ်နောက်ပိုင်းမှာအဲ့တော့အဲ့ဒီ center ရှိရပေါ့နော်ပြီးအခုနောက်ပိုင်းကကျတော့ပုံများလာတာကျတော့ဒီ IVF ပေါ့ IVF ကကျတော့အခုနောက်ပိုင်းဒီခေတ်စားလာတယ်ဆိုတော့ဒီမှာလည်းပြီးနောက်ကကျတော့ success rate ကလည်းများလာတဲ့အခါကျတော့ဒီမှာလာပြီး consult လုပ်လာရတယ်ပြီးနောက်ကကျတော့ convenient ဖြစ်တယ်လေဒီမှာကိုဒီမလာခင်ကလေးကဟိုမြန်မာပြည်ကနေကြိုပြီးတော့ consult လုပ်ပြီးရင်အကုန်ပြင်ဆင်လာပြီးရင်ဒီမှာလာပြီးတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတခြားလုပ်ရုံပဲဆိုတော့အဲ့ဒါပို့ပြီးတော့ popular ဖြစ်လာတယ်ပေါ့အော်အဲ့ဒါဆိုကို international patient တွေအတွက်ကဘယ်လိုမျိုး language barrier မျိုးမရှိအောင်မျိုးဆောင်ရွက်ပေးထားတာမျိုးရှိလဲရှင်အထူးသဖြင့်တော့မြန်မာ patient တွေအတွက်ပေါ့ဟုတ်အဲ့ဒါကျတော့အခုဒီထိုင်းလာကြည့်လူတော်များများကဒီ language barrier တော့စိတ်ပူကြတယ်ပေါ့နော်စိတ်ပူကြဆိုတော့အရင်တော့ဒီမှာမြန်မာတွေနေတော့ဆိုရင်တော့သူတို့ကဒါအရန်စိတ်ပူရတယ်အခုကတော့သူတို့ကိစ္စတော့မရှိဘူးကိစ္စမရှိဘူးဆိုရင်လည်းဒါပေမဲ့တကယ်ကိုတကယ်စေးကုန်စေးရလာပြခါကြရင်ဒီဟိုအင်္ဂလိပ်လိုဘယ်လောက်ပြောတတ်ပဲပြောပေါ့နော်ကိုမြန်မာစကားကိုယောဂ advanced တွေကိုဒါကိုနားမလည်ဘယ်လိုဖြစ်မလဲအဲ့လိုမျိုးခါကြကျွန်တော်ဒီဘက်မှာကျတော့ဒီမြန်မာဆရာဝန်ရှိတယ်ပေါ့နော်သူတို့ကကျတော့ဒီ live ပြော translate လုပ်ပေးတာရှိတယ်ဘာလို့အဲ့ဒါကျတော့တစ်ခုကောင်းတာကျတော့ဒီဆရာဝန်နဲ့ကိုဆွေးနွေးပြီးသွားပြီးခါကျရင် suggestion ပေါ့နော်ထပ်လို့ရှင်တဲ့ခါကျရင်ဒီကိုကူညီပေးတဲ့ဆရာဝန်လေးဆိုဖြစ်တဲ့ကြောင့်မလို့သူတို့စီကနေလေဒီ medical knowledge ပေါ့နော်အဲ့လိုဟာမျိုးနဲ့ second opinion အနေနဲ့ပေါ့နော်အဲ့လိုမျိုးသုံးလို့ရတယ်အကယ်၍နောက်တစ်ခါကျတော့လေသူတို့contact ခုလိုချင်တာဖြစ်ဖြစ်ဆိုတော့ကျွန်တော်တို့ contact လုပ်ပြီးသွားရင်ကျွန်တော်ဆရာဝန်ကြီးစီကိုပြန်မေးပေးတာမျိုးပေါ့အဲ့လိုဟာမျိုးတွေအဆင်ပြေအောင်လုပ်ပေးတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လေအကိုအကယ်၍ထားပါတော့ညီမတို့ telemedicine လိုမျိုးဆိုရင်ရောမြန်မာ contact တွေရောရှိလားရှင်မြန်မာ contact နဲ့ရှိတယ်ခင်ဗျာမြန်မာ interpreter တွေပေါ့ဟုတ်တယ်သူကကြောင့်မြန်မာ hotline မြန်မာအများစုကတော့ Viber သုံးနေဆိုတဲ့အတိုင်းပဲပေါ့ကျွန်တော် Viber channel အဓိကသုံးပေးတယ်ပေါ့အဲ့တော့ telemedicine လုံးမယ်ဆိုရင်လူနာဘတ်ရှိမယ်ပြီးရင်ဆရာဝန်ဘတ်ရှိမယ်ပြီးဆရာဝန်ဘေးမှာကျွန်တော်မြန်မာဆရာဝန်နောက်တစ်ယောက်ရှိမယ်ရှိပြီးသွားတယ်တချို့လူနာကြတော့လေသူကtelemed လို့ရလူနာပဲဆရာဝန်နဲ့ပြောရမလားပေါ့နော်မိသားစုလည်းနားထောင်ကျင်တယ်အဲ့လိုဆိုတော့ကျွန်တော်တို့များသောအားဖြင့်ဆို group လေးလုပ်ပေးတယ်လုပ်ပေးပြီးတော့ဒီ video call လေးပေါ့နော်အဲ့မှာဆိုရင်မိသားစုတွေအကုန်လုံးဝင်ပြီးတော့နားထောင်လို့ရတယ်သူဆွေးနွေးချင်တယ်ဆိုတဲ့တခါလေးဝင်ဆွေးနွေးလို့ရတယ်ပို့ပြီးအဆင်ပြေတာပေါ့ပို့ပြီးအဆင်ပြေတာပေါ့ဟုတ်တယ်တချို့ကကြတော့ဟိုကိုယ်တိုင် decision ချဖို့ထက် family ဘက်ကနေ decision လိုတာမျိုးလည်းရှိတာဟုတ်တယ်ဟုတ်ဟုတ်ဟုတ်ကဲ့အကိုအဲ့ဒါဆိုလို့ရှိရင်လေညီမတို့ travel patient ရဲ့ Bangkok network ထဲမှာပေါ့နော်ဝိထာနီယာဆိုလို့ရှိရင် patient တွေရဲ့ customer feedback တွေလည်းအကောင်းတွေအများကြီးရတယ် review ကောင်းတွေလည်းရတယ်ပေါ့နော်ဒါကြတော့အကိုဘာကြောင့်လို့ထင်ပါလဲရှင်ကျွန်တော်တို့အဲ့နဲ့ပတ်သက်ရင်တော့ပထမအဆုံးကတော့ဒီပြောရမယ်ဆိုဒီ free treatment journey ပဲပြောရမှာပေါ့နော်ဒီလူနာတွေစဆေးရုံကြီးကိုစ contact လုပ်တဲ့အချိန်မှာကျွန်တော်လည်းစပြီးသူတို့နဲ့ communication စတဲ့ service ပေါ့နော်အဲ့ဒီကလည်းကျွန်တော်အဆင်ပြေရလဲပါမယ်ပေါ့ပြီးနောက်တစ်ခါကျတော့သူတို့တကယ်လာပြတဲ့အခါမှာဆရာဝန်ကြီးကုသတာအဲ့အတွက်ဖြစ်ဒီအယုံနဲ့ပတ်သက်တဲ့ကုသတာပေါ့နော် skin of bone ဆိုတဲ့အတိုင်းပဲခုတဲ့ခါကျရင်သူတို့ဒီ set ပစ္စည်းကို robot ပစ္စည်းတွေသုံးတာတွေနောက်ကကျတော့ဒီ latest technology တွေပေါ့အဲ့ဒါနဲ့ minimal invasive သုံးတာတဲ့ခါတွေကကျတော့ဒီလူနာတယောက်လာမေးတဲ့အခါကျရင်တကယ်မလားဒီလူနာများဆိုတော့တည့်တဲ့အတိုင်းပဲသူတို့လာမေးတဲ့ခါကျရင်ဒီ
စိုးရင်စိတ်ကတော့ရှိတာပေါ့အဲ့ဒီခါကျရင်ကျွန်တော်တို့ရဲ့ဒီသူတို့ communicate လုပ်တဲ့ဟာမျိုးတွေပြင်ဆရာကြီးရဲ့ consultation ပုံစံပေါ့အဲ့ဒီဟာတွေကကျလူနာရဲ့ဒီဘယ်လိုခေါ်မလဲ trust ကိုပေါ့ပြင်သူတို့ရဲ့ဒီယုံကြည်မှုရဲ့နောက်ကကျဒီအောင်မြင်မယ်ဆိုတဲ့စိတ်ပေါ့အဲ့ဒီဟာပုံမှုတည်ပြီးတော့မှသူတို့ ဆက်ပြီးတော့ဖြစ်လာတာပေါ့နော် success rate တွေပိုများလာတဲ့သဘောပေါ့ဟုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအဲ့ဒါဆိုလို့ရှိရင်လေအဓိကတော့ပေါ့နော်ညီမတို့ဒီအယူခွဲစိတ်မှုတွေလုပ်ပြီးသွားလို့ရှိရင် rehab ဆိုရဲပေါ့နော်ပြန်လည်တန်ဆွမ်းရေးဆိုတာလည်းအရေးကြီးတာ哦ဆိုတော့ဒီလိုမျိုးပြန်လည်တန်ဆွမ်းရေးလုပ်တဲ့နေရာမှာ rehabilitation center မှာပေါ့နော်ဝိထာနေရဆိုရင်တကယ် top center တစ်ခုရမှာပါတယ်ပေါ့ဆိုတော့ဘာကြောင့်ဒီလိုမျိုး top center ဖြစ်နေရလဲနောက်တစ်ခုကကြတော့ညီမကြားတာ advanced technology တစ်ခုသုံးတယ်လို့ပြောတယ်ပေါ့နော်ဒီ rehabilitation မှာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုအနေနဲ့ဘယ်လို comment လေးများပြချင်ပါလဲရှင်ဟုတ်ကဲ့ဒီမှာကတော့ဝိထာနေရဲ့ဒီ rehab center ကိုသူတို့ advanced rehabilitation center လို့ခေါ်အောင်ပေါ့နော်သူကအဓိကကျွန်တော်တို့ကကျတော့ဒီပထမဒီကင်းတော့ဘုံဆိုတဲ့အတိုင်းပဲပေါ့နော်ဒီကင်းတော့ဘုံရဲ့ rehab ပြကတော့သူခွဲလို့မရတဲ့ဟာတွေပေါ့အဲ့လိုဆိုတော့ခွဲပြီးသွားတဲ့အခါကျွန်တော်တို့ခွဲတဲ့ထဲမှာတင်မယ် robot သုံးတာမဟုတ်ဘူးကျွန်တော် rehab ကိုလည်းကျွန်တော် robot တွေနဲ့ပဲ practice လုပ်ပေးတာအဲ့လိုဆိုတော့နောက်တော့အဖြစ်တချို့ဆိုရင်ဒီလူစားထိုးပြီးသွားတဲ့အချိန်ကျရင်ရုပ်တရက်လမ်းရှောက်ဖို့ခက်ခဲနေတဲ့သူမျိုးတွေနောက်က stroke ဖြစ်ပြီးတော့လေဖြတ်တဲ့သူပေါ့သူတွေဆိုရင်ဒီ muscle train ပြန်လုပ်ရတာရှိရပေါ့အဲ့ဆိုရင်ဒီဘက်မှာဆိုရင် loco mat တို့ Kyoko တို့ C-mill machine တို့ပေါ့နော်အဲ့လို robot machine တွေရှိရပေါ့အဲ့ဒီဟာတွေကနေပုံမှုတည်ပြီးတော့ကျွန်တော်ဒီလူနာကmuscle တုံးတွေအတွက်လိုလားဒါမှမဟုတ်သူတို့ရဲ့ဒီ body balance အတွက်လိုလားအဲ့ဒီဟာပုံမှုတည်ပြီးတော့သူတို့က step တစ်ခုပို့ပြီးတော့ဒီ robot တွေနဲ့ train သွားပေးတာပေါ့အကယ်၍အဲ့လိုမှမဟုတ်ဘဲနဲ့လူကတကယ်တခြား treatment တွေလုပ်ရဆိုရင် hydrotherapy ဆိုပြီးတော့သူကအဲ့လို rehab center ထဲမှာပဲသူကရေကူးကန်ထဲမှာ practice လုပ်ရတဲ့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေပါရှိတာပေါ့အဲ့ဒီဟာတွေအတွက်ကြောင့်မလို့ကိုကဒီဝိထာနေမှာဆိုရင်ဒီ rehab center ဒီ advanced rehab center ဆိုပြီးတော့ပေးထားဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဆိုတော့လေကိုနောက်တစ်ခုသိချင်တာကြတော့ညီမတို့တခြားစီးရုံတွေလိုမျိုးပဲပေါ့နော်ဝိထာနေမှာဆိုလို့ရှိရင်လေ airport pick up တို့ပြီးတော့လာရဖို့ပေါ့နော်ဘန်ကောက်မှာနေတဲ့နေရာတိုင်းမှာနေတဲ့လူတိုင်းအတွက်လိုမျိုး pick up services တွေပါရော special services တွေရှိလားရှင်ဟုတ်ကဲ့အဲ့ဒါလည်းရှိပါတယ်ဟုတ်ကျွန်တော်ဒီမှာကြတော့များတော့ပြစစချင်းလေနဲ့စားလာပြီဆိုရင်ကျွန်တော်တို့လေစိတ်တူးနောက်ပုံလေစိတ်ကိုရောက်ပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့အဲ့ဂိမ်းနံပါတ်30မှာအဲ့မှာကျွန်တော်တို့ရဲ့စေယုံကောက်တာရှိပါတယ်အဲ့ဒီ boost မှာဆိုတော့ကျွန်တော်တို့ဒီကြိုတင်စင်းရင်ပေးထားတဲ့လူနာတွေပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်စေယုံထိုက်တန်းလာလို့ရပါတယ်အကျိုးပို့အတွက်ကကျတော့ကျွန်တော်တို့များသောအဖြစ်ကဒီစေယုံကလေစိတ်ကနေစေယုံကိုလာပြရဲ့အနေဆိုတိုက်ရိုက်လုပ်တယ်ဒါမှမဟုတ်နောက်တစ်ခုကကျွန်တော်တို့မှာတစ်ခုအားသာချက်တစ်ခုရှိရကြကျွန်တော်က resident ကိုပိုင်ရှိတယ်ပေါ့နော်ကိုပိုင်ဆိုတာကျတော့ကျွန်တော်ဝင်းထဲမှာမဟုတ်ဘဲနဲ့ဒီစေယုံ building ထဲမှာတောက်လျှောက်အဲ့ဆို patient တွေကအဲ့မှာပါတဲပြီးတော့နေလို့ရတယ်ပေါ့အဆင်ပြေရပေါ့ဟုတ်အဲ့တော့တခါကျရင်တချို့ check လုပ်တဲ့ patient တွေဆိုတော့အစိုးရလာရတယ်ပေါ့လာရဲဆိုရင်တို့ကအဲ့လိုတရက်ကြိုလာတယ်ကြိုလာတဲ့ခါကျရင်၄စိတ်ကနေကျွန်တော်ကြိုပေးတယ်ကြိုပေးပြီးမှကျွန်တော်စေယုံ resident မှာနေပွင့်နောက်နေ့မနက်တို့မနက် corona အစောလောက်ဆိုရင်ကျွန်တော် check တွေလာစစ်ကြရတယ်ပေါ့အဲ့လိုဟာမျိုးလုပ်လို့ရတယ်ပြီးနောက်ကကျတော့နိုင်ငံသားလူနာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီမှာလာတဲ့ခါကျရင်တို့ရဲ့ visa ကိစ္စတွေဆိုတာလည်းရှိသေးတယ်ပေါ့လေအဲ့လိုဆိုတော့အဲ့လို visa ဆိုရင်လည်းကျွန်တော်ဒီလူနာနဲ့လူနာရှင်အတွက်ပေါ့နော်ဒီ visaနှစ်ယောက်စာပေါ့နော်အဲ့ဒါအတွက်ဆိုကျွန်တော်ဒီဘက်မှာ visa session ရှိရပေါ့နော်သူကတော့ဒီလာဝကကိုရန်ကနေစေယုံယူလာတာပါလာပြီးတော့သူတို့တပတ်တရက်ပေါ့နော်အဆင်ပြေလိုက်တာနော်လူနာအတွက်လည်းဟိုဘက်ကိုသွားစရာမလိုတော့ one stop service ပုံစံမျိုးပေါ့နော်ဟုတ်ကဲ့အဲ့လိုအစီအစဉ်လေးရှိပါတယ်ဟုတ်ကဲ့ပါရှင်ဆိုတော့အကိုတို့အနေနဲ့ရောဒီဝိထာနေစေယုံမှာပေါ့နော် special ဖြစ်တဲ့ packages တွေရော plan တွေရောဘာတွေများရှိလဲရှင်ကျွန်တော်ဒီမှာတော့များသောအားဖြင့် package ကကြောင့်ဒီ basic ပေါ့နော် basic ကများသောအားဖြင့်ကကြောင့်လူကုန်လုံးကဒီကျန်းမာရေးနဲ့ပတ်သက်ရင်ဒီယောဂဖြစ်မှကူရမယ်ဆိုတော့ mindset ရှိကြတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်အဲ့ဒီဟာတက်ဆိုင်ရင် annual check-up ဆိုတာလည်းအရေးကြီးတယ် annual check-up ဆိုတာကြတဲ့ချို့ကြောင့်လည်းမသိကြတာကကိုပါစစ်ရမယ်ဆိုတာမသိကြအောင်မသိကြတဲ့ခါကျကျွန်တော်တို့ package အများစုမှာဆိုရင်ဒီအသက်အရွယ်ပုံမူတည်ပြီးတော့ပေါ့နော်ဒီစစ်တင်တဲ့ package တွေကိုလုပ်ပေးလိုက်တယ်အဲ့ဒီဟာပေါ့ရှိရင်နောက်တစ်ခါကျတော့တချို့တွေကကျတော့သူတို့ vitamin တွေ minerals တွေပေါ့ hormone နဲ့ပတ်သက်တာဟာမျိုးတွေတချို့ကကျတော့အခုနောက်ပိုင်း IV drip တွေနာမည်ကြီးလာတယ်အဲ့လိုဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်တဲ့ဟာတွေလည်း service နဲ့ဆိုကျွန်တော်တို့က package မှာ yo check up plus အဲ့ဒီ wellness ပေါ့နော် check up ဆိုပြီးတော့ကျွန်တော်ကထပ်ပြီးတော့တိုးပြီးလုပ်ထားပြရမျိုးရှိပါတယ်ဟုတ်ကဲ့ပါရှင်ဆိုတော့ပေါ့နော်အခုလိုမျိုးညီမတို့ travel patient နဲ့အတူတူဝိထာနေနေပေါ့နော်ပူးပေါင်းပြီးတော့မှတင်ဆက်တဲ့ဒီအစီအစဉ်မှာအခုအနေနဲ့မိကွန်းလေးတွေကိုဖြည့်ချပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုဟုတ်ကဲ့ကျွန်တော်တို့ဘက်ကလည်းဒီ travel patient ဘက်ကပေါ့နော်ဒီလာပြီးတော့အသေးသေးမိသွားပေးရတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဝိထာနေစေယုံမှာပြသခြင်းလို့ပဲဖြစ်စီဒါမှမဟုတ်ရင်အသေးစိတ်သိရှိလို့ဒီပဲဖြစ်စီမတို့ travel patient ကိုခုပဲဆက်သွယ်လိုက်နော်မတို့ travel patient မှာဆိုလို့ရှိရင်ဆရာဝန်တွေကိုယ်တိုင်ကနေပြီးတော့မှအခမဲ့ဆွေးနွေးတိုင်ပင်ပြီးမှပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်